ဒီရာကုန်းကိုတောက်တော့သွေးတိုးလဲတက်တာတယ်ဟုတ်ကဲ့ရှင်တက်တာလဲဆိုတော့ကျွန်တော်အစားတောက်ကတအားကြီးမရှောင်ဟုတ်ကဲ့သွေးတိုးဘယ်လောက်ရှိခဲ့ရလဲသွေးတိုးက140 150အဲ့လောက်ရှိတယ်အဲ့ကျန်တာလဲတိတ်ပြီးတော့မခံစားရဘူးပေါ့ခြေထောက်ကိုက်တာဒီလက်ကိုက်တာကျမနာမည်ဒေါ်အေးသိမ်းမှာနေတာတော့မန္တလေးမြို့62A အောင်တော်မူရက်နေ့ကုန်နေ့ရှိကြပါချင်းဟုတ်ကဲ့ပါသွေးတော့နည်းနည်းချိုးခြင်းနဲ့ပေါ့အဲ့ဒါနဲ့သူကချိုးရှောင်ခိုင်းတယ်ရှောင်ခိုင်းပြီးတော့ကျွန်တော်လက္ခဏာထူးထူးခြားခြားတော့တားကြီးမရှိသေးဘူးနောက်ပိုင်းရောက်တဲ့အခါကျတော့ခြေထောက်ကိုက်လာတာခြေထောက်ကိုက်တဲ့အခါကျတော့ဘာဖြစ်တာလဲမသိဘူးပေါ့ကျွန်တော်လည်းလိမ့်စီလိမ့်ကြည့်တယ်လိမ့်ကြည့်ပြီးတော့နောက်တော့အဲရာကွန်ကိုဒီ line ပေါ်မှာပေါ့အဲဒေါ်တနာဆိုတာသူကယူတာတွေ့လိုက်တာတွေ့လိုက်တော့ကျွန်တော်လည်းအားနဲ့ရာကွန်ကိုဘူးသေးတဘူးပေါ့တောက်ကြည့်လိုက်တာကြည့်လိုက်တော့9ရက်လောက်နေတော့အဲခြေထောက်လုံးဝမကိုက်တော့မကိုက်တဲ့အခါကျတော့ကျွန်တော်တူတယောက်ကလည်းဆေးဆိုင်ဖွင့်ထားတယ်ဖွင့်ထားပြီး तू လည်းတောက်တယ်တဲ့ side effect မရှိဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်တောက်တာတောက်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ကျွန်တော်လည်းအဲ့ဒါနဲ့ခြေထောက်ကိုက်တာပျောက်သွားတော့အဲ့ဒါဆက်တောက်တယ်ဟုတ်ဆက်တောက်တော့အခုတောက်တာ2နှစ်ခွဲလောက်ရှိပြီ2နှစ်ခွဲလောက်ပေါ့ anyway နာခံစားရတယ်လို့ကိုတီးခဲ့တာကျတော့ဘယ်နှစ်လောက်ဖြစ်မလဲအဲ့2နှစ်ကျော်လောက်ပါ2နှစ်ကျော်လောက်ကမှစတင်ခဲ့တာပေါ့နော်အဲ့ကျမှစတင်ခဲ့တာဒီရာကွန်ကိုကြတော့ဘယ်အချိန်လောက်မှစပြီးတီးခဲ့တာလဲရှင်အဲ့ဒီတိချင်းကျွန်တော်တောက်တာလွန်ခဲ့တဲ့2နှစ်ခွဲလောက်ကဟုတ်ကဲ့ရှင်အခုချိန်ထိအောင်ခုချိန်ထိစောက်တောက်တယ်အဲတခါမှာရင်4လစာပေါ့နော်ဘူးကြီး2ဘူးမှာပြီးတောက်တာဟုတ်ကဲ့ရှင်အဲ့ဆိုရင်ဒီခြေထောက်ကနေစပြီးတော့ဖြစ်ခဲ့တာပေါ့နော်ခြေထောက်ကိုက်တာအရင်ပေါ့တိလိုက်တာပေါ့နော်ဒါပေမဲ့ဆရာဝန်ကစီးကြိုဖြစ်ချင်းပြီပေါ့မဖြစ်တော့မဖြစ်သေးဘူးအလားလာရှိတယ်ပေါ့အဲ့ကသွေးတော်နဲ့ချိုးနေရအဲ့ခါကျအချိုးရှောင်ပေါ့ဟုတ်ကဲ့သူကအဲ့လိုပြောတော့ကျွန်တော်လည်းအချိုးလဲရှောင်နေနောက်ဒီရာကုန်းကိုတောက်တော့သွေးတိုးလဲတက်တာတယ်ဟုတ်ကဲ့ရှင်တက်တာလဲဆိုတော့ကျွန်တော်အစားတောက်ကတအားကြီးမရှောင်ဟုတ်ကဲ့သွေးတိုးဘယ်လောက်ရှိခဲ့ရလဲသွေးတိုးက140 150အဲ့လောက်ရှိတယ်တခါတည်းလေဟုတ်ကဲ့ရှင်ရှိပေမဲ့ခေါင်းလည်းမမူစကြောလည်းမတက်ဘူးဘာမှမဖြစ်ဘူးအဲ့ဒါတခါတလေကြတော့လေ120 80အဲ့လိုပုံမှန်ရှိတယ်ရှိပြီးတော့ဒီဟာတောက်နေတဲ့ကာလာမှာကျွန်တော်ကထူးထူးခြားခြားအဲ့လိုတိုးတာမရှိဘူးအဲ့ကျန်တာလည်းတိတ်ပြီးတော့မခံစားရဘူးပေါ့ခြေထောက်ကိုက်တာဒီလက်ကိုက်တာတော့တတ်တာသွားတယ်ဟုတ်ကဲ့ဒီတောက်သုံးပြီးတော့ဘယ်နှစ်ရက်ကြာလောက်မှထူးခြားမှုစပြီးတော့လက္ခဏာကိုခံစားပါပေါ့တွေ့ကြုံရတယ်9ရက်ပဲပေါ့နော်ဟုတ်တယ်စပြီးတော့ကိုက်တော့ကျွန်တော်တောက်လိုက်တာတောက်ပြီးတော့တစ်ပတ်လောက်နေတော့လုံးဝမကိုက်တော့အဲ့ဒီရဲ့ဒီနောက်ပိုင်းမှာဆိုတောက်လျှောက်မကိုက်တော့ဝေဒနာတူတဲ့လူပေါ့နော်ဒါမသိသူကြော်သွားသိသူဖော်စားပေါ့ဒီဟာလေးတွေကတိတ်လဲဈေးမရှိဘူးပေါ့နော်ပြီးတော့ဘာခေါ်မလဲတဘာဝပေါ့တဘာဝပစ္စည်းဖြစ်တဲ့အတွက်သုံးဆွဲတဲ့တယ်လို့တော့ထင်တယ်ပေါ့လေနော်ကိုစမ်းလဲသုံးကြည့်ပေါ့တကယ်လို့အဆင်ပြေတယ်ကိုယောဂနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့သုံးဆွဲတဲ့ပစ္စည်းတစ်မျိုးလို့ထင်တယ်အဲ့ထုတ်လို့သူဥညင်ထွန်းလွင်ပေါ့နော်အဲ့ရာကုန်းကိုထုတ်ပေးတဲ့အတွက်ဒီယောဂတွေတက်တာပြီးတော့ပျောက်ကင်းတဲ့အတွက်ကုသိုလ်လည်းရတယ်ပေါ့နော်ဒါကျွန်တော်တို့အနေနဲ့ကြတော့လဲမျှဝေပေးတဲ့လူရောနော်ထုတ်လို့သူရောကုသိုလ်ရတဲ့အတွက်အားလုံးအကျိုးရှိမယ်လို့ထင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆရာမဒီ CGTH မြန်မာကုမ္ပဏီကထုတ်တဲ့ရာကွန်ကစပြီးတော့အားလုံးသောကုန်ပစ္စည်းများအားလုံးကို Citima Ocean Supermarket Mini Market နဲ့တမျိုးဆိုင်တိုင်းမှာရှိတဲ့ဆေးဆိုင်များစတိုးဆိုင်များအားလုံးကိုအချိန်မီနေရမီရရှိဝယ်ယူနိုင်ပါတယ်လို့ထပ်မံပြီးတော့မေချိုကသတင်းကောက်လေးပေးလိုက်ပါသေးတယ်